အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့မှာတော့ကျွန်တော်ဒီထိုင်းနိုင်ငံကအမြင့်ဆုံးဗီဇာဖြစ်တဲ့ Thailand Privilege Visa လေးကိုရှောက်ပေးဖြစ်တဲ့အကြောင်းလေးကျွန်တော် sharing လုပ်ပေးသွားပါမယ်ခင်ဗျဒီဗီဇာလေးကိုရှောက်ပေးတဲ့အကိုတွေကကျွန်တော်တို့စီပထမအဆုံးမှာလုံငင်းဝယ်တယ်ပေါ့နော်လုံငင်းဝယ်ပြီးတော့ဗီဇာလေးလုပ်ချင်တယ် Thailand Long Stay Visa လည်းမလုပ်ချင်ဘူးဆိုတဲ့အတွက်ကျွန်တော် Thailand Privilege Visa လေးကိုရှောက်ပေးဖြစ်ခဲ့ပါတယ်ခင်ဗျဒီဗီဇာရှောက်တဲ့ process လေးမပြောခင်ဒီ Privilege Visa မှာဘယ်လို package လေးတွေပါလဲဆိုတာကိုကျွန်တော်အရင်ဆုံးရှင်းပြပေးပါမယ်ဒီဗီဇာမှာက Bronze Gold Platinum Diamond နဲ့ Reserve ဆိုပြီးတော့ package ပေါ်မူတည်ပြီး၅မျိုးရှိတယ်ပေါ့နော်ကိုနှစ်သက်တဲ့ package လေးတွေပေါ်မူတည်ပြီးတော့တယောက်ကိုဘတ်6သိန်းခွဲကနေစပြီးတော့ရှောက်လို့ရပါတယ် promotion ရှိတဲ့အချိန်ဆိုရင်တော့ကျွန်တော်တို့နောက်လူအတွက်ဘတ်9သိန်းတက်တာစေမဲ့ discount လေးတွေလည်းရှိတတ်ပါသေးတယ်အသေးစိတ်ကိုတော့ကျွန်တော် Messenger မှာလာရောက်ဆွေးနွေးတိုင်ပင်လို့ရပါတယ်ခင်ဗျဒီဗီဇာလေးကိုရှောက်မယ်ဆိုရင်ကျွန်တော်အရင်ဆုံးရှောက်မဲ့သူရဲ့ background check လေးအရင်လုပ်ပေးရပါတယ် background check လုပ်ပေးတဲ့ process မှာလည်းကျွန်တော်တို့ပတ်စံပေးစရာမလိုသေးပါဘူးအရင်ဆုံးကျွန်တော်တို့ဒီရှောက်မဲ့သူရဲ့ passport လိုမယ် TM30 ပြီးတော့ကျွန်တော်တို့ဓာတ်ပုံ2ပုံလိုမယ်ပြီးတော့ကျွန်တော် PDPA form နဲ့ application form ဆိုပြီးတော့ကျွန်တော်ဒီဟာလေးတွေဖြည့်ပေးရပါမယ်ဒီ form လေးတွေဖြည့်ပြီးသွားပြီဆိုတော့မှကျွန်တော်ဒီ privilege company ကနေပြီးတော့သူဒီ privilege visa approve ရနိုင်မရနိုင်လေးကိုစစ်ဆေးပေးပါတယ်ဒီ visa လေး approve ကြပြီဆိုတော့မှဒါကျွန်တော်တို့ကိုဒီ email ရတစ်ဆင့်ကျွန်တော်တို့ကိုအကြောင်းကြားပါတယ်အဲ့ဒီ email ကနေ approve ကြပြီဆိုတော့မှကျွန်တော်တို့ငွေသွင်းရတဲ့ process လေးစပါတယ်ခင်ဗျဒီ process အထိကျွန်တော်တို့ငွေတစ်ပြားတစ်ချက်မှပေးသွင်းစရာမလိုသေးပါဘူး okay ဒါဆိုရင် company ကနေ visa approve ကြပြီဆိုတော့မှဒါကျွန်တော်တို့ငွေသွင်းတဲ့ process လေးစပြီးတော့ဆောင်ရွက်ရပါတယ်ငွေသွင်းပြီးတော့ကျွန်တော်တို့ဒီရက်ချင်းနေနဲ့တစ်ပတ်ကနေ2ပတ်အတွင်းမှာကျွန်တော်တို့ကိုရက်ချင်းလေးပေးပါတယ်ရက်ချင်းရတဲ့ရက်လေးမှာတော့ကျွန်တော်တို့လူကိုယ်တိုင်ချမ်းဝတ်တန်တာမှာသွားပြီးတော့ visa လေးယူရုံပါပဲခင်ဗျဒီဗီဇာလေးကဗီဇာ approve ရနိုင်ပြီဆိုတော့မှငွေသွင်းရတာဖြစ်လို့ကျွန်တော်တို့ငွေရင်ကြိုပေးပြီးတော့ဗီဇာမရမှာတော့စိတ်ပူရတာမျိုးလုံးဝမရှိပါဘူးထိုင်းနိုင်ငံရဲ့အမြင့်ဆုံး privilege ဖြစ်တဲ့အတွက်ရနိုင်တဲ့အကျိုးခံစား권တွေကလည်းအများကြီးရှိပါသေးတယ်ဆိုတော့ဒီဘယ်လို package တွေမှာဘယ်လိုအကျိုးခံစား권တွေရမလဲဆိုတာကိုတော့ကျွန်တော်တို့ Messenger မှာအသေးစိတ်လာရောက်မေးမြန်းနိုင်ပါတယ်ခင်ဗျကျွန်တော်တို့နဲ့အတူရုံကြည့်လုံညင်းအိမ်လေးတွေမကဘူးကျွန်တော်တို့ဒီဗီဇာလေးကိုပါအားပေးသွားတဲ့အကိုနဲ့အမားတို့မိသားစုအားလုံးကိုလည်းကျွန်တော်တို့ကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျ